TikTok မှာအခုမှစပြီးဈေးရောက်မဲ့မိတ်ဆွေတွေအတွက်တတိထားတဲ့အချက်လေးတွေကိုဖော်ပြပေးတော့ပါမယ်။မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ TikTok အကောင့်ဝင်ဖွင့်ထားတဲ့ပုံနေစာရင်းနဲ့ပဲရောတင်ပြီးတော့ဗီဒီယိုဘယ်လိုရိုက်ရမလဲဘယ်အချက်တွေကိုအဓိကတတိထားခြင်းလဲဆိုတော့မသိတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာ share လုပ်ပေးတော့မှာဖြစ်ပါတယ်။ကျွန်တော်တို့product တွေကိုရောင်းချတဲ့နေရာမှာကျွန်တော်တို့ရဲ့ image ပေါ့နော်ကျွန်တော်တို့ရဲ့ sign ရဲ့ image ကျွန်တော်တို့ရဲ့ brand ရဲ့ image တစ်ခုကိုအဓိကထားပြီးတော့မှဖော်ပြရတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ transition တစ်ခုစီတိုင်းဟာ customer တွေရဲ့အမြင်မှာအရန်ကိုအရေးကြီးတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့အထူးသတိထားတဲ့အချက်လေးတွေအားဆိုရင်ကျွန်တော်တို့ရဲ့ product တွေကိုဖော်ပြတဲ့နေရာမှာ product video တွေရိုက်တဲ့နေရာမှာကျွန်တော်တို့ရဲ့ background တွေကရှုပ်ပွားပြီးတော့မှ customer ရဲ့အမြင်မှာအရန်ကြီးကိုအနွိုင်းဖြစ်စေမဲ့ပုံစံမျိုးမဖြစ်ရဘူးပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ရဲ့ appearance ပေါ့နော် customer ကကိုယ်ဘယ်သူလဲဆိုတာလည်းမသိသေးဘူးကိုကအခုမှစပြီးတော့မိတ်ဆက်မဲ့လုပ်ငန်းဖြစ်တဲ့အပေါ်မှာကိုယ့်ရဲ့ပုံပန်းအနေထားပေါ့နော်အနေထားတစ်ခုကလည်း customer ယုံကြည်ရစေမဲ့အနေထားတစ်ခုဖြစ်ဖို့လိုလိမ့်မယ်ပေါ့နော်ကိုကဥမာ product တွေကြော်ညာတဲ့နေရာမှာဖြစ်သလိုကြီးထပြီးတော့ကြော်ညာတာမျိုးမဟုတ်ပဲねကျွန်တော်တို့တေးတက်တက်လေးနဲ့အကောင်းဆုံးလုပ်ပြပေးရမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်ကဒီကင်မရာတွေနဲ့ရိုက်မှ lighting နဲ့အများကြီးပေးထားတော့မှအဲ့ဒါမျိုးဆိုတော့မဟုတ်ပဲねကျွန်တော်တို့ဒီတေးတက်တဲ့ video quality တစ်ခုရနိုင်မဲ့အနေထားလောက်ထိကိုရိုက်နိုင်အဆင်ပြေပြီပေါ့နော်quality ကောင်းတဲ့ကင်မရာတွေနဲ့ရိုက်နိုင်တယ်ဆိုရင်တော့အကောင်းဆုံးပဲပေါ့နော်ဒါအဲ့လိုမှမလုံနိုင်သေးဘူးဆိုရင်လည်းပြဿနာမရှိဘူးကျွန်တော်တို့တက်လေးနဲ့quality လေးတစ်ခုပေါ့နော်ကျွန်တော်တို့တတ်မှတ်ထားတဲ့ standard quality လေးတစ်ခုလောက်ထိကိုကောင်းရိုက်နိုင်တယ်ဆိုရင်တော့အဆင်ပြေပြီပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ product အကြောင်းကိုရှင်းပြတဲ့နေရာမှာဒီ data information တွေကလည်းအချက်လက်တိတိကျကျနဲ့ပေးဖို့လိုအပ်တယ်ပေါ့နော်ဥပမာဒီ product ကတော့ quality ကောင်းတယ်ပေါ့နော်ပြီးရင်သူရဲ့ဒီ specification တွေကိုတိတိကျကျတော့မှတေချာမတေချာမရေရာတဲ့စကားတွေနဲ့ပြောပြမယ်ဆိုရင် customer ရဲ့အမြင်မှာလည်းတေချာပေါက်ဒီ brand ကိုယုံကြည်ဖို့အတွက်ကတော်တော်လေးခက်ခဲလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဗီဒီယိုမစတင်ခင်အရင်မှာကိုကအခုမှဗီဒီယိုကြီးစပြီးတော့ရိုက်မှာဖြစ်တဲ့အတွက်ကိုပြောမဲ့စကားတွေကိုပြောမဲ့ script တွေကိုကျွန်တော်တို့အကြမ်းပြင်းတော့ချရေးထားဖို့လိုလိမ့်မယ်ပေါ့နော်အဲ့ဒါမှကိုဗီဒီယိုရိုက်ရင်လည်းမေ့သွားတာမျိုးတွေပါရှိရင်ဒီဟာလေးကိုပြန်ကြည့်ပြန်ရိုက်ပေါ့နော်အဲ့ဒါမျိုးလေးလုပ်လို့ရမယ်ပေါ့အဓိကတော့ပြောချင်တာကတော့ customer ကိုကိုယ့်ရဲ့ product ကိုယ့်ရဲ့ service အကြောင်းကိုရှင်းပြတဲ့နေရာမှာတိကျတဲ့ information ပေးအပ်ဖို့လိုလိမ့်မယ်ဒီဗီဒီယိုထဲမှာတော့ကျွန်တော်အဓိကအရေးကြီးတဲ့အချက်လေးတွေကိုဖော်ပြပေးသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာတော့ကျွန်တော်တို့ဒီ content တွေကျွန်တော်တို့ဗီဒီယိုတွေရိုက်တဲ့အခါမှာ script headline တွေကိုဘယ်လိုပြင်ဆင်သင့်လဲပေါ့နော်ပြီးသွားရင်ဘယ်လို content တွေကိုရှောင်သင့်ပြီးတော့ဘယ်လို content တွေကိုတော့ customer တွေအရှိမပြောသင့်လဲဆိုတဲ့အကြောင်းအရာလေးတွေကိုလည်းကျွန်တော်ဆက်ပြီးတော့ရှင်းလင်းမျှဝေပေးသွားအောင်မှာဖြစ်ပါတယ်